ဒီနေ့မှာတော့ကျွန်တော်19ရာစုက Charles Spurgeon ရဲ့တော်တော်လေးပြင်းထန်တဲ့တရားဒေသနာတစ်ခုကိုအတူတူလေ့လာကြည့်ကြပါမယ်ဒီတရားဒေသနာကဘာကိုပြောလဲဆိုတော့လူတွေမှာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အယူအဆကြီးတစ်ခုလုံးကိုအကြီးကျယ်စိန်ခေါ်လိုက်တာပဲဗျာသူ့ရဲ့တရားဒေသနာကိုဘယ်လိုစားလိုက်လဲဆိုတာနားထောင်ကြည့်လိုက်ပါဦးဒီမနေ့မှာတော့ကျွန်တော်ဒီနဲ့ကိုတားရိုက်ပိတ်ဖြစ်ဖို့ရည်ရွယ်ပါတယ်ကဟုတ်ပါတယ်အစတည်းကဒါဟာတာမန်တရားပွဲမဟုတ်ဘူးတကယ်ကိုအပြေးထငင်းခုမဲ့အကြောင်းအရာဖြစ်တဲ့ဆိုတာကိုအားလုံးသိအောင်ချပြလိုက်တာပဲဆိုတော့ဒီတရားဒေသနာရဲ့အတိကခံကဘာလဲပြောရင်ဘာသာရဲ့အယူအဆကြီးနှစ်ခုတိဆိုင်တိုက်ပွဲဝင်နေကြတာပါပဲဒီဘက်မှာတော့လူတိုင်းသိကြတဲ့အတိုင်းလူတွေဟာကိုယ့်ရဲ့ကေတင်ချင်းကိုလွတ်လပ်စွာရွေးချယ်နိုင်တယ်ဆိုတဲ့အမြင်ပေါ့ဒါပေမဲ့ Spurgeon ကတော့မဟုတ်ဘူးလူရဲ့ရွေးချယ်နိုင်စွမ်းဆိုတာအပိတရားရဲ့ကြုံဖြစ်နေတာလို့ပြင်းထန်ကိုညှင်းခုန်ခဲ့တာပါဟုတ်ပြီဒီလောက်ကြီးမားတဲ့ငင်းခိုချက်ကို Spurgeon ကဘေးကနေစပြီးတိဆောက်သွားလဲဆိုတော့သူကဆရာဝန်တယောက်လိုပဲစပါတယ်လူသားတွေရဲ့အခြေအနေကိုယောဂရှာဖွေတယ်ပြီးတော့ပြောလိုက်တယ်လူသားတွေရဲ့အခြေအနေကတေချင်းပဲတဲ့အဲ့ဒီတေချင်းကိုမှသူကအမျိုးသား၃မျိုးခွဲပြီးတင်ပြသွားခဲ့ပါတယ်ကဲ Spurgeon ပြောတဲ့လူတိုင်းကိုတဘာဝအတိုင်းတက်ရောက်နေတယ်ဆိုတဲ့တေချင်း၃မျိုးကဘာတွေလဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်ဒီအချက်တွေကသူ့ရဲ့ငင်းခုန်မှုတစ်ခုလုံးအတွက်အဓိကအုတ်မြစ်တွေပဲဗျာပထမတစ်မျိုးကတော့ပညတ်တရားအရာတေချင်းပါအဲ့ဒါဘာကိုဆိုလိုတာလဲဆိုလို့လေလူတယောက်ကအသက်ရှင်လက်လမ်းဒီလျှောက်အသက်ရှင်နေတော့မှပဲဖျားတင်ရဲ့တရားရုံးတော်မှာတော့အပြစ်ရှိတယ်လို့စီရင်ချက်ချခံထားတာပြီးသားအခြေအနေမျိုးကိုပြောတာပါပြစ်ဒဏ်ကိုလက်တွေ့မစီရင်သေးပေမဲ့အမိန့်ကတော့ကြားပြီးသွားပြီပေါ့တေးချက်ကိုပူပြီးရှင်းသွားအောင် Spurgeon ကတကယ်ကိုအားကောင်းတဲ့ဥပမာတစ်ခုကိုသုံးပြသွားပါတယ်သူပြောတာကတရားသူကြီးကခေါင်းဆွတ်အနက်ကိုဆွတ်ပြီးပြစ်ဒဏ်စီရင်လိုက်တာနဲ့အဲ့ဒီလူဟာဥပဒေအရာသေဆုံးသွားပြီတဲ့ဆိုတော့စီရင်ချက်ချက်လိုက်တာနဲ့တေလူတယောက်လိုဖြစ်သွားပြီဆိုတဲ့သဘောပေါ့ဒုတိယတစ်မျိုးကတော့ဝိညာဉ်ရေးရာသေးခြင်းမှာဒါကလူတယောက်ရဲ့အတွင်းပိုင်းစိတ်ဝိညာဉ်ထဲမှာဖြစ်ပျက်နေတာကိုပြောတာပါစိတ်ဝိညာဉ်ကိုယ်တိုင်ကကိုကျင့်တရားပိုင်းဆိုင်ရာမှာတည်ဆုံးနေတာဖျားတကိနဲ့အဆက်အသွယ်ပြတ်တောက်ပြီးကောင်းမွန်မှုကိုရွေးချယ်နိုင်ဆိုတာမရှိတော့တဲ့အခြေအနေကိုဆိုလိုတာပါ Spurgeon ရဲ့ဒီနေရာမှာတွန်းသွားတဲ့ပုံဖော်မှုကတကယ်ကိုအားကောင်းပြီးနည်းနည်းတော့ကျမ်းပါတယ်တော့ဘာပြောလဲဆိုတော့ဖျားတကိမရှိပဲကိုကျင့်တရားကောင်းပါတယ်ဆိုတဲ့လူတယောက်ဟာတရားဥပဒေနဲ့စိမ့်စိမ်ထားတဲ့အလောင်းကောင်တစ်ခုလိုပဲတဲ့လှပတဲ့အဝတ်စားတွေဝတ်ဆင်ပေးချပေမဲ့အတွင်းထဲမှာတော့ပုတ်တွန်းနေတော့ပဲလို့ပြောခဲ့တာပါဆိုလိုတာကအပေါ်ယံကောင်းမွန်မှုကအတွင်းပိုင်းပစ္စည်းနေတာကိုဖုံးကွယ်လို့မရဘူးပေါ့နောက်ဆုံးတစ်ခုကတော့ထာဝရသေခြင်းပါဒါကတော့ရှေ့ကပြောခဲ့တဲ့သေခြင်းတစ်မျိုးရဲ့ကြောက်စရာအကောင်းဆုံးအဆုံးသတ်ပါပဲပညာတရားအရာချမှတ်ထားတဲ့ပြည်တံကိုလက်တွေ့အကောင်းအထည်ဖော်ခံရပြီးဝိညာဉ်ရေးရသေဆုံးမဲ့နောက်ဆုံးအကျိုးဆက်ကိုခံစားရတာမျိုးပါဟုတ်ပြီအခုဆိုရင်ယောဂရှာဖွေချက်တော့ပြီးသွားပြီဒီချင်း၃မျိုးတော်တော်လေးတော့ချင်းနဲ့မကောင်းဘူးပေါ့နော်ဒါပေမဲ့ Spurgeon ကဒီမှာလည်းမရက်လိုက်ပါဘူးသူကကုထုံးကိုဆက်ပြီးတင်ပြပါတယ်စိတ်ဝင်စားစရာကောင်းတာကသူပေါ်ပြခဲ့တဲ့ဒီချင်း၃မျိုးနဲ့တထက်တဲကြတဲ့ဖြည့်ရှင်းနည်းတစ်ခုကိုချပြတာပါပဲဒီချင်း၃မျိုးရှိတဲ့ဆိုတော့ကုထုံးကလည်းအသက်၃မျိုးပေါ့ရှင်းပါတယ်ဒါကတော့သူ့ရဲ့တရားဒေသနာရဲ့ mantic အရာရရှိနိုင်တဲ့အသက်ပုံစံ၃မျိုးပဲဖြစ်ပါတယ်ပထမဆုံးကဖြည့်မြတ်တရားအရာအသက်ပါမမိကြသေးလားဖြည့်ညတ်တရားအရာတည်ခြင်းမှာအပြစ်ရှိတယ်လို့စီရင်ချက်ချခံထားတယ်လေအခုဒီအသက်ကအဲ့ဒါကိုလုံးဝပြောင်းပြန်လန်လိုက်တာပါဖျားသခင်ကိုယ်တိုင်ကလူငင်းချမ်းသာခွင့်ပေးလိုက်တယ်လို့ပဲအပြစ်ဒဏ်စီရင်ချက်ကိုအပြစ်ကနေလွတ်တယ်ဆိုတဲ့စီရင်ချက်နဲ့အစားထိုးလိုက်တာပါဒီချက်ကိုခိုင်မာစေကို Spurgeon သုံးထားတဲ့အဓိကကျတဲ့ကျမ်းစာကူကားချက်ကတော့သူကြောင့်ယခုတွင်ခရစ်တော်ယေရှု၌ရှိသောငါတို့၌အပြစ်စီရင်ခြင်းမရှိဆိုတာပဲဒါဟာတရားရုံးမှာလုံးဝအပိတအပြစ်လွတ်လိုက်ပြီဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်ပြီးတော့ဝိညာဉ်ရဲ့အသက်ပေါ့ဒါကဝိညာဉ်ရဲ့တည်ခြင်းတော်အဖြေပါတည်ဆုံးနေတဲ့စိတ်ဝိညာဉ်ကိုလူစွမ်းတာနဲ့မဟုတ်ပဲ Spurgeon ရဲ့စကားနဲ့ပြောရင်ကောင်းကင်ဘုံကနေလာခဲ့မလွန်ဆန်နိုင်တဲ့တန်ခိုးနဲ့ပြန်ပြီးအသက်သွင်းလိုက်တာပါဒါဟာလူသားရဲ့ကြိုးစားမှုထက်ဖျားသခင်ရဲ့တိုက်ရိုက်ကြောင်းရဲ့ဆွတ်ဖက်မှုတစ်ခုကိုဖော်ပြနေတာပါဒီဝိညာဉ်ရေးရာပြန်လည်မွေးဖွားခြင်းဆိုတာကိုလူတွေပို့ပြီးနားလည်လွယ်သွားအောင် Spurgeon ကကိုတွေ့အဖြစ်ဖြတ်ခြင်းနဲ့ယင်ပြီးပြောသွားပါတယ်သူကလူတယောက်ဟာတန်ချိုင်းငယ်နေပြန်ရှင်းလာကိုအလွယ်တကူမှတ်မိနိုင်တယ်လို့ပဲကျွန်တော်တို့လည်းဝိညာဉ်ရေးရာအသက်ကိုပြန်ရလာတဲ့အချင်းကိုမှတ်မိနိုင်ပါတယ်တဲ့ဒါကသူ့ရဲ့တရားဒေသနာကိုနားထောင်သူတွေတို့ပို့ပြီးလက်တွေ့ကျစေခဲ့ပါတယ်နောက်ဆုံးတစ်ခုကတော့ထာဝရအသက်ပါဒါကတော့ထာဝရသင်ခြင်းရဲ့ကြောင်းမတ်ဖွယ်ရာနဲ့လုံးဝကိုစန့်ကျင်ဘက်ပါပဲဖျားသခင်ရဲ့ရှိတော်မောက်မှာဘယ်တော့မှမပြည့်စည်နိုင်တဲ့လုံခြုံတဲ့အဆုံးမရှိတဲ့ဒီရှိမှုတစ်ခုကိုဆိုလိုတာပါတစ်ခုကအဆုံးမဲ့ဝေဒနာဖြစ်နေခြင်းမှာဒါကတော့အဆုံးမဲ့ပျော်ရွှင်ချမ်းမြေ့ခြင်းပေါ့ကဲ
အခုဆိုရင်ယောဂနဲ့ကုထုံတေချင်းနဲ့အသက်အားလုံးကိုသိရပြီရှင်းချင်းလေးပဲနော်ဒါပေမဲ့ဒီနေရာမှာပဲ Spurgeon ကသူ့ရဲ့အဓိကအချက်ကိုချပြရတာပါဒါကတရားဒေသနာတစ်ခုလုံးရဲ့အကြီးမားဆုံးပဋိပက္ခပါပဲအသက်ကိုရနိုင်ရတာနဲ့ဘာဖြစ်လို့ဘသူမှမရွေးချယ်ကြရလဲ ဒါပဲ Spurgeon ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုစန့်ကျင်တဲ့ညှင်းခုန်မှုဟဲ့အသေးနှလုံးကိုရောက်သွားစေတဲ့မေးခွန်းပါမယ်ခရစ်တော်စီလာတဲ့သူတိုင်းအသက်ရမယ်ဆိုရင်လူတွေကဘာလို့ဒီလောက်လွယ်ကူတဲ့ရွေးချယ်မှုကိုမလုပ်ကြတာလဲ စပါဂျင်ကတော့လူတွေဘာကြောင့်မလာကျင်ကြတာလဲဆိုတဲ့အကြောင်းရင်းတွေကိုတစ်ခုချင်းစီချပြသွားပါမယ်ဒါတွေကလူတဘာဝအတိုင်းကဲတင်ခြင်းတို့ရွေးချယ်ဖို့တားဆီးနေတဲ့အတွင်းပိုင်းအထာအဆီးတွေပါရဲ့ဥပမာသူတို့မှာကဲတင်ခြင်းတကယ်လိုအပ်တယ်လို့မယုံကြည်ကြဘူးကျေးဇူးတော်ရဲ့ညှဉ်းချတဲ့သဘောကိုမကြိုက်ဘူးပြီးတော့တန်ရှင်းရမယ်ဆိုတာကိုလည်းမကြိုက်ကြဘူးကိုယ့်အတွက်ဂုံတစ်ခုခုတော့ခြံထားခြင်းကြသေးတယ်အဓိကတော့ခရစ်တော်ရဲ့တန်ဖိုးကိုအမှန်တကယ်မထီးကြလို့ပါပဲသူ့အချက်ကိုပို့ပြီးခိုင်မာသွားအောင်စပါဂျင်ကသူ့ရဲ့ပြိုင်ပတ်တီသူ့လိုမယုံကြည်တဲ့သူတွေရဲ့တရားဟောပြောချက်တွေကိုတော်တော်တဲ့ပုံစံနဲ့စပြီးတိုက်ခိုက်ပါတယ်သူကဟိုဘက်ကလူတွေကတော့ပြောကြတာပေါ့ကောင်းကင်ဘုံမှာလူတိုင်းတော့စောင်းတွေတရဖူတွေအရှင်သစ်ရှိတယ်ဒါပေမဲ့အများစုကအဲ့ဒီကိုရောက်ကြမှာမဟုတ်ဘူးတဲ့ ပြီးတော့မှသူ့ရဲ့အပြင်းထန်ဆုံးထိုးနှက်ချက်ကိုထုတ်တောင်းလိုက်ပါတယ်သူကအာမင်းနဲ့ဆူတောင်းဆိုပြီးတယောထားတဲ့ဆူတောင်းတစ်ခုကိုဖန်တီးလိုက်တယ်ပြီးတော့အဲ့ဒီဆူတောင်းကိုမားနိုင်တဲ့ဆူတောင်းလို့တောင်ခေါ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီဆူတောင်းကဖျားတဲ့ကိုကွန်ပျူတာမဟုတ်ဘဲကိုကွန်ပျူနေလို့ပါစဉ်းစားကြည့်လေကျွန်တော်တို့ကိုကြွေးပြစေခဲ့တာကိုတော့ကျေးဇူးတော်ကြောင့်မဟုတ်ပါဘူးကျွန်တော်ကအချိုးကွေကိုဖြောင်းလဲခဲ့တာပါကျွန်တော်ကိုပေးထားတာကိုကျွန်တော်အတုံးချခဲ့ပြီးတခြားသူတွေကမလုပ်ခဲ့ကြပါဘူးလို့ဘသူကအမှန်တကယ်ဆူတောင်းပါနဲ့တဲ့ကဲအခုဆိုရင်တော့တရားဒေသနာရဲ့နီးကုန်းချုပ်ပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့ရွေးချယ်ပိုင်းခွင့်ရဲ့တဘာဝနဲ့ပတ်သက်ပြီးနောက်ဆုံးအဓိကအချက်ကိုအချင်းချုပ်အနေနဲ့ကြည့်ကြပါမယ်ကျေးဇူးတော်လားဒါမှမဟုတ်ကိုယ်တိုင်ရွေးချယ်မှုလားဒါကတော့စပါဂျန်ရဲ့တရားဒေသနာတစ်ခုလုံးရဲ့အဓိကအဆိုပါပဲရှင်းရှင်းလေးပါပဲစပါဂျန်အတွက်တော့လူသားတွေရဲ့ရွေးချယ်ပိုင်းခွင့်ဟာလွတ်လပ်မနေဘူးအဲ့ဒါဟာကြဆုံးသွားတဲ့လူတဘာဝရဲ့ကျွန်းသက်ပဲဖျားသခင်ရဲ့ကျေးဇူးတော်တစ်ခုတည်းကသာအဲ့ဒီချီနှောင်မှုကနေလွတ်မြောက်စေပြီးဖျားသခင်ကိုရွေးချယ်နိုင်အောင်လုပ်ပေးနိုင်တယ်ဆိုတာပါပဲဒီရှင်းလင်းတင်ပြချက်ကိုတော့စဉ်းစားစရာမြေဟုံးကြီးတစ်ခုနဲ့ပဲအဆုံးသတ်လိုက်ပါစေစပါဂျင်ရဲ့အဆိုတာမှန်ခဲ့ရင်ယုံကြည်ခြင်းဆိုတာလူသားတယောက်ရဲ့ရွေးချယ်မှုမဟုတ်ပဲဖျားသခင်ကပေးတဲ့လက်ဆောင်တစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်ဒါကဘယ်လိုကျိုးဆက်တွေကိုဖြစ်ပေါ်စေနိုင်မလဲဒါကတော့ဆက်လက်ပြီးစဉ်းစားဆင်ခြင်စရာချက်တစ်ခုပါပဲ